ဒါကတော့မှတ်ဉာဏ်တွေပျောက်ဆုံးနေတဲ့အဖိုးအိုတယောက်နဲ့သူ့ရဲ့မြေးလေးအကြောင်းပါအဖိုးဖြစ်သူကဘယ်သူ့ကိုမှမမှတ်မိတော့ပဲငင်းငင်းငိုင်ငိုင်ပဲနေနေတာပါဒါပေမဲ့မြေးလေးကတော့အရှုံးမပေးခဲ့ပါဘူးသူကအဖိုးရဲ့ငယ်ဘဝဓာတ်ပုံဟောင်းလေးတွေကိုကြည့်ပြီးပုံလေးတွေပြန်ဆွဲပေးခဲ့ပါတယ်အဲ့ဒီရိုးရှင်းတဲ့ပုံလေးတွေကအဖိုးရဲ့ပျောက်ဆုံးနေတဲ့မှတ်ဉာဏ်တွေကိုတစ်ခုပြီးတစ်ခုပြန်သတိရစေခဲ့ပါတယ်အဖိုးရဲ့ငယ်သူငယ်ချင်းတွေနဲ့စောခဲ့တာတွေအဖွားနဲ့ပထမဆုံးတွေ့ခဲ့တဲ့အချိန်တွေကအစအဖိုးရဲ့စိတ်ထဲမှာပြန်ပေါ်လာခဲ့ပါတယ်မြေးလေးရဲ့စူးစမ်းမှုကြောင့်အဖိုးဟာမိသားစုနဲ့အတူပြန်လဲပျော်ရွှင်လာနိုင်ခဲ့ပါတယ်နောက်ဆုံးမှာတော့အဖိုးဟာသူကိုယ်တိုင်ဖခင်တစ်ယောက်ဖြစ်ခဲ့တဲ့အချိန်ကိုပါပြန်မှတ်မိသွားခဲ့ပါတယ်ဒါပေမဲ့ဝမ်းနည်းစရာကောင်းတာကတနေ့မှာတော့အဖိုးဟာသူတို့ကိုထာဝရခွဲခွာသွားခဲ့ပါတယ်။မြေးလေးဟာအဖိုးကိုလွမ်းဆွပြီးပုံမဆွဲနိုင်တော့လောက်အောင်ဝမ်းနည်းခဲ့ရပါတယ်။နောက်ဆုံးမှာတော့အဖိုးနဲ့အတူဖန်တီးခဲ့တဲ့အမတ်တရားတွေကိုပြန်ကြည့်ရင်မြေးလေးဟာခွန်အားတွေ